လောကမှာဘယ်နေရာပဲရောက်ရောက်ဘယ်ဒေသပဲရောက်ရောက်ဘယ်အရွယ်ပဲရောက်ရောက်ဘယ်အချိန်ပဲရောက်ရောက်မမေ့တင်မမေ့ထိုက်တဲ့ပုဂ္ဂိုလ်၅မျိုးရှိတယ်မမေ့တင်မမေ့ထိုက်တဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးဒါဝပဲဦးဇင်းတို့လောကမှာအနန္တောအနန္တ၅ပါးလို့ဒီလိုပြောကြဘာဖြစ်လို့အနန္တောအနန္တ၅ပါးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဘယ်၍ဘယ်များတိုင်းတာလို့မရအောင်ဂုဏ်ကျေးဇူးတွေများကြတယ်တဲ့ယရဏမြတ်၃ပါးမိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူးဟာဘယ်၍ဘယ်များရှိတယ်လို့ဘယ်၍ဘယ်များရှိတယ်ဆိုတာတိုင်းတာလို့မရပါဘူးတိုင်းတာလို့ရရဲ့လားအဲဒီလိုတိုင်းတာလို့မရတဲ့ကျေးဇူးဂုဏ်တွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အနန္တောအနန္တလို့ဒီလိုခေါ်ရအဲဒီလိုအနန္တောအနန္တ၅ပါးကိုမိမိတို့တည်းပဲအရပ်ပဲရောက်ရောက်ဘယ်ဒေသပဲရောက်ရောက်ဘယ်အရွယ်ပဲရောက်ရောက်ဘယ်အချိန်ပဲရောက်ရောက်မမေ့တင်မမေ့ထိုက်ပါဘောအခွင့်အခါသင်နိုင်သင်နိုင်ကျေးဇူးဆက်ကြရမယ်ဘာလို့ကြရမှာလဲယရဏမြတ်သုံးပါးမိဘဆရာသမားတို့ရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့ကျေးဇူးဆက်ကြတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကဟောဒီလောကမှာရှိနေကြတဲ့သာသမီတိုင်းသာသမီတိုင်းမှာအမွေမိဘလို့ဆိုတာရှိနေကြတယ်သာသမီတိုင်းသာသမီတိုင်းမှာအမွေမိဘဆိုတာမရှိဘူးလားဒါကြောင့်ဟောဒီကမ္ဘာလောကမှာရှိနေကြတဲ့သာသမီတိုင်းအတွက်လောကမှာကျေးဇူးအများဆုံးပုဂ္ဂိုလ်ကိုညွှန်ပြပါလို့ဆိုလို့ရှိရင်မိမိတို့ရဲ့အမေနဲ့အဖေကိုညွှန်ပြရမယ်ဘယ်သူကိုညွှန်ပြရမှာလဲသာသမီတွေအတွက်ကမ္ဘာလောကမှာကိုယ်အမေကိုယ်အဖေဟာကျေးဇူးအများဆုံးတဲ့ကျေးဇူးအများဆုံးပဲဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကဒွိဏဟံဘိက္ခဝေနသုပ္ပတိကာရံဝရာမိကတမေသံဒွိဏံမာတုသပိတုသာမာတုပောဒကသုံးပါလောကမှာကျေးဇူးတရားတွေသတ်ပေးမယ်လို့ကျေးဇူးမကြေနိုင်တဲ့ပုဂ္ဂိုလ်နှမျိုးရှိတယ်အဲ့ဒီပုဂ္ဂိုလ်နှမျိုးကဘာလဲလို့ဆိုရင်မိမိတို့ရဲ့အမေနဲ့အဖေဘယ်သူနဲ့ဘယ်သူပါလဲကိုယ့်အမေကိုယ့်အဖေဟာကျေးဇူးဆက်လို့မကုန်နိုင်ဘူးတဲ့ကျေးဇူးတွေသိမများဧကေနဘိက္ခဝေအံသေနာမာတရံပရိဟရေယဧကေနအံသေနာပိတရံပရိဟရေယဝသတတာယူကိုဝသတတာယူဤတဲ့မိဘကျေးဇူးတရားဆက်မယ်လို့ဆိုပြီးတော့အမေကိုလက်ရပဲပကုံးပေါ်မှာတင်အဖေကိုလက်ဝဲပဲပကုံးပေါ်မှာတင်ပြီးတော့ဒီအမေအဖေပကုံးပေါ်မှာရာသက်ပံတင်ပြီးတော့ပြုစုလို့ကျွေးသွားတာတောင်မှမိဘကျေးဇူးမကြည်ပါဘူးမိဘကျေးဇူးကြည်ရဲ့လားမိဘကျေးဇူးဆက်ခြင်းတဲ့သားကအမေကိုလက်ရပဲပကုံးပေါ်မှာတင်အဖေကိုလက်ဝဲပဲပကုံးပေါ်မှာတင်ပြီးတော့မိမိတသက်ပတ်လုံးရာသက်ပံကာလပတ်လုံးအမေအဖေကိုဟောဒီပကုံးပေါ်မှာပဲနေပကုံးပေါ်မှာပဲအိတ်ပကုံးပေါ်မှာပဲစားဒီအပေါ်မှာပဲအညီအကျေးစွန့်ပြီးတော့ရာသက်ပံပြုစုလုံကျွေးသွားတာတောင်မှမိဘကျေးဇူးမကြည်ပါဘူးကြည်ရဲ့လားဒါကြောင့်မကဒေဝဆရာတော်ဘုရားကြီးကမိကိုညာကပါကိုလက်ဝဲကြိုင်သွဲချီလျက်ပကုံးထက်ဝဲအသက်ဆုံးအောင်မြတ်လို့ဆောင်၍အကောင်အဖျားလုံကျွေးများလေမွေးဝါပိုက်ကျိုးရှိတင်မှုသည်ကျေးဇူးလည်းပြိုင်မဆက်နိုင်ခဲ့တဲ့ဘာဖြစ်လို့မိဘကျေးဇူးကဒီလောက်များရတာလဲဆက်လို့မကုန်တယ်လေလို့ဆိုလို့ရှိရင်တန်ခိတဟေတုမိဘကျေးဇူးတရားကိုမိမိကျေးဇူးမိဘရဲ့ကျေးဇူးတရားကျေးပြင်းဖို့အတွက်မိမိရဲ့ပကုံးပေါ်မှာတင်ပြီးတော့ပြုစုလုပ်ကြွေးတာတောင်မှဘာဖြစ်လို့ကျေးဇူးမကြည်တယ်လဲလို့ဆိုလို့ရှိရဲ့မာတာပိတရောမိခင်ဖခင်တို့သည်ပုဒ္ဒနာသာသမီတို့၏အပေါ်၌ဘဟုပကာရကျေးဇူးဥပကာရအလွန်များလာပါပေကုန်၏အပါရကအရေးသေး၍တွေးမွေးတတ်ကြပါပေကုန်၏ဘောဓကအရွယ်ရောက်အောင်ပြုစုလို့တွေးတတ်ကြပါပေကုန်၏ဣမန္တလောကတာဟောဒီကမ္ဘာလောကကြီးကိုဓာတိတာရောအကောင်းဝတ်ဆိုကြောင်းအကျိုးကိုကောင်းစွာမတွေ့ညွှန်ပြတတ်ပါပေ၏မိဘနှစ်ပါးဟာသာသမီရဲ့အပေါ်မှာသိပြီးတော့ကျေးဇူးများတယ်တဲ့ဦးဇင်းတို့မိခင်တွေဆိုကြပါစို့
မိမိရဲ့ဝမ်းမှာကလလရေကြီးပဋိသန္ဓေပြီးနေတဲ့အချိန်ကစပြီးတော့သားလေးမှမသိခင်သမီးလေးမှမသိခင်ဒီတရေသားလေးရဲ့အပေါ်မှာစေတနာမေတ္တာထားပြီးတော့ကိုးလလွယ်ပြီးတော့စောင့်ရှောက်ခဲ့ရတယ်တဲ့အသွာအလားဆင်ခြင်းလို့အနေအထိုင်ဆင်ခြင်းလို့အစားအသောက်ဆင်ခြင်းလို့ဒီတရေသားကိုမွေးမြူခဲ့ကြရတယ်စောင့်ရှောက်ခဲ့ကြရတယ်ကိုးလလွယ်လို့ဆယ်လပွားတဲ့အခါကျတော့ဘုရားတို့ပိသများဒီအမေဒီအဖေဟာဒီသားကလေးဒီသမီးကလေးလူလောကရောက်နိုင်ဖို့အတွက်အသက်ပေးပြီးတော့မွေးမြူခဲ့ရတယ်။ဘာပေးပြီးတော့မွေးခဲ့ရလဲ။ယောက်ျားပေါစီမိန်းမမိနေတဲ့မိခင်နိုင်ဒီတရေသားကိုအကြောင်းပြုပြီးတော့အချိန်မရွေးအသက်တည်သွားနိုင်တယ်။ဒီနေ့3ခါလောက်သင်္ကြန်ကုန်းကိုမျက်စောင်းထိုးနေရဒီသားကလေးဒီသမီးကလေးလူလောကရောက်ဖို့အတွက်အမေဖြစ်တဲ့ပုဂ္ဂိုလ်မှာအသက်နဲ့ခန္ဓာပေးပြီးတော့မွေးမြူလာခဲ့ရတယ်။တက်တဲ့ကြီးမားတဲ့စေတနာမေတ္တာရှိပါဦးမလား။တက်တဲ့ကြီးမားတဲ့စေတနာမေတ္တာမျိုးမရှိတော့ဘူးတဲ့။ဒါကြောင့်မိဘတွေဟာသာသမီတွေအတွက်ပြီးဆက်လို့မကုန်တာ။မိမိရဲ့တန်တေသားတွေမွေးဖွားလာတဲ့အခါကျတော့လည်းပဲဘဝလက်နှလုံးမကုန်လက်နဲ့တည်းအရွယ်ကစပြီးတော့ဒီသားကလေးကိုနှိုးကြိုးတိုက်ကျွေးပြီးတော့ပြုစုခဲ့ရတယ်၊ယူရခဲ့ရတယ်၊စောင့်ရှောက်ခဲ့ရတယ်၊မဲ့ချင်ရင်လေးမတန်းအောင်ဟောဒီသားကလေးမှာညစ်သေးနေတဲ့အညီအကျေးတွေကိုလည်းမယုံမရှာသုတ်သင်လို့မိဘတွေခမညာပြုစုလုပ်ကျွေးခဲ့ရတယ်တဲ့အရွယ်ရောက်လာတော့သုံးများနေတွေဟောဒီအမေမိဘကမိမိရဲ့သားကလေးကိုသမီးလေးကိုအဝတ်တန်ကားတွေသင်ပေးရပညာတွေသင်ပေးရပညာတွေတတ်မြောက်လာတဲ့အခါကျတော့လေလူလောကရဲ့လည်းမှမိမိကိုယ်ကိုရပ်တည်နိုင်အောင်အမွေအနှစ်တွေပေးပြီးတော့ပြုစုကြတယ်စောင့်ရှောက်ကြတယ်မိဘကျေးဇူးမကြီးမားဘူးလားဒါကြောင့်သားသမီးတွေအတွက်ပေးဆက်လို့မကုန်နိုင်ဘူးတဲ့ပထဝီဝေလူကံပတ္တံတိနေရုဥနဝံမိကံသက္ကဝါလသူစိကရံသမုဒ္ဒောပါတိကံယထာမိဘကျေးဇူးဘလောက်ကြီးမားတယ်လဲဆိုလို့ရှိရင်ယူဇနာ2,400အထုတည်းရှိတဲ့ဟောဒီမဟာပထဝီမြေပြင်ဟာဘလောက်ပဲထုတယ်ကြီးမားပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုလို့ရှိရင်ဝါရွက်လောက်လေးတာရှိပါကြတယ်ဘလောက်ရှိလဲထုတယ်ကြီးမားတဲ့မဟာပထဝီဟာမိဘမေတ္တာနဲ့နှိုင်းလိုက်တော့ဝါရွက်လောက်ကလေးပဲရှိတယ်တဲ့ယူဇနာ7,400အမြင့်ဆောင်တဲ့မြင့်မော်တောင်ကြီးဘလောက်ပဲမြင့်မားတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်တဲ့အခါကျတော့နွားဦးကြိုလေးလောက်သာရှိပါကြတယ်အနန္တစัจ java လာစัจ java လာအနန္တဘလောက်ပဲကျေဝန်းပါတယ်ပဲပြောတဲ့စัจ java လာဆိုတာတိုင်းတာလို့မရအဲဒီလိုတိုင်းတာလို့မရတဲ့အနန္တစัจ java လာဘလောက်ပဲကျေဝန်းပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်တဲ့အခါကျတော့အနဘာပေါက်ကလေးလောက်သာရှိပါတယ်မိဘမေတ္တာကပို့ပြီးတော့မကျေဝန်းဘူးလားမဟာသမုဒ္ဒရာ40ထဲမှာရှိတဲ့ရေတွေဘလောက်ပဲပေါ်များပါတယ်ပဲပြောမိဘရဲ့မေတ္တာမိဘရဲ့စေရနာမိဘရဲ့ဂုဏ်ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်တဲ့အခါကျတော့မိုးရေပေါင်လေးလောက်သာရှိပါကြတယ်ဘယ်လောက်ရှိလဲမိဘမေတ္တာကပို့ပြီးတော့မများဘူးလားဒါကြောင့်မိဘတွေရဲ့ဂုဏ်ကျေးဇူးဟာပေါ်များလို့တဲ့အတွက်ကြောင့်သာသမီတွေအတွက်ပေးဆက်လို့မကုန်ဘူးတဲ့ဒါကြောင့်မိမိတို့ရဲ့မိဘကိုပကုံးပေါ်မှာတင်ပြီးတော့ရာသက်ပန်းလှုပ်ကျွေးတာတောင်မှမိဘကျေးဇူးမကြည်ပါဘူးအဲ့တော့မိမိတို့တွေဒီလောက်ဂုဏ်ကျေးဇူးကြီးမှတဲ့မိဘကိုကျေးဇူးကြည်အောင်ဆက်ကြရမယ်တဲ့မိဘကိုမသေးခင်ကျေးဇူးဆက်ရဘယ်အချိန်မှကျေးဇူးဆက်ရမှာလဲမိဘသေသွားမှမငိုကြပါနဲ့မသေးခင်ကကျေးဇူးဆက်ကြပါအဲ့တော့မိဘကျေးဇူးဆက်တယ်လို့ဆိုတဲ့နေရာမှာလည်းပဲဒီအမေဝဘေဝမသွားနိုင်မလာနိုင်မအိပ်နိုင်မစားနိုင်တဲ့အချိန်ကြမှာအသက်အတန်ဖြစ်နေတဲ့အချိန်ကြမှာတခါလဲမုံတွေမိမိတို့တွေအစမတန်ပေးဝဲလို့ပန်းပြီးတွေဝဲလို့အဲ့ဒီမုံတွေပန်းပြီးတွေကျွေးပေမဲ့လို့ဒီအမေအဖေစားနိုင်ပါဦးမလား
အိယာထက်မှာပက်လက်မျိုးပြီးတဲ့နေတဲ့အချိန်ကကြမှာနောက်ဆုံးအချိန်ကြမှာကြပြာကြရာသာသမီကအဘုဒ္ဓံပစ္စည်းတွေဝယ်ပြီးတော့ကျွေးပေးမယ်လို့ဒီအမေအဖေမစားနိုင်တော့ဘူးတဲ့ဒါကြောင့်ဒီအမေအဖေသွားနိုင်တော့လာနိုင်တော့စားနိုင်တော့အချိန်ခါမှာအမေမိဘကိုကျွေးကြပါမွေးကြပါအဝတ်တန်စာတွေဆင်ကြပါကျမ်းမာရေးကိုဂရုစိုက်ပေးပါဒါကြောင့်မိဘကျေးဇူးကြည်အောင်ဆက်ကြရမိဘကျေးဇူးကိုကြည်အောင်ဆက်ခြင်းတဲ့သားသမီးဟာမိဘကျေးဇူးကြည်ပြိုးနေတယ်ဆိုလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ဘာနဲ့ကျေးဇူးဆက်မှာလဲယောဇာကိုဘိကဝေမာတာပိတရောအတ္တတိသတ္တသံဗရာယသမာတပေတိပဋိဋ္ဌာပေတိနိဝေသေတိဒုတိလေတိနသံဗရာယမစ္စရိနောသာဂသံဗရာယဒုပိညေပညာသံဗရာယမိဘကျေးဇူးကိုကြည်အောင်ဆက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာတရားမနာခြင်းတဲ့အမေမိဘတရားနာခြင်းလာအောင်တရားမနာနိုင်တဲ့အမေမိဘတရားနာနိုင်အောင်အလူဒါနမပြုခြင်းတဲ့အမေမိဘအလူဒါနပြုခြင်းလာအောင်အလူဒါနပြုနိုင်အောင်ကိုချင်းဒီလာဥပုပ်မဆောင်ထိန်ခြင်းတဲ့အမေမိဘဥပုပ်ဆောင်ထိန်ခြင်းလာအောင်ဥပုပ်ဆောင်ထိန်နိုင်အောင်တတိပဒံဝိပဿနာတရားတွေပွားများပြီးတော့ဝိပဿနာအသိဉာဏ်တွေရရှိလာအောင်စခန်းမွေတွေပို့လို့ကျောင်းကဘုရားရိပ်သာတွေပို့ပြီးတော့တရားအားထုတ်ခိုင်းရမယ်တဲ့ဝိပဿနာဉာဏ်တွေမဲ့ဉာဏ်ဘုံဉာဏ်တွေရအောင်ဆောင်ရွက်ပေးရအဲဒီလိုတရားနဲ့ကျေးဇူးဆက်မဲ့ဆိုလို့ရှိရင်မိဘကျေးဇူးကြည်နိုင်ပါတယ်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးမိမိရဲ့မေတော်ခမည်းတော်တို့ကိုတရားဖြင့်ကျေးဇူးဆက်တော်မူသွားတယ်ထို့အတူပဲအက္ခသာဝကအရှင်သာရိပုတ္တရာမထေရမြတ်ကြီးလည်းပဲပရိနိဗ္ဗာန်သံဃာနီးမှာမိစ္ဆာဒိဋ္ဌိဖြစ်တဲ့မိခင်အိုကြီးကိုတရားဖြင့်ကျေးဇူးဆက်တော်မူခဲ့တယ်။ဒါကြောင့်မိဘကျေးဇူးကြည်ခြင်းလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ဘာနဲ့ဆက်ရမှာလဲ။မိဘကျေးဇူးတွေ့အထူးကိုကြည်နူးတုံငါဆက်လို့ပါမို့သရကင်းပါသီလမပြုအလိုမပေးကင်းဝေတုတ္တမိနဲ့ပကောကြောင့်ပြချိုးသားစေရနာဖြင့်တရာသာသာမြတ်တရားနှင့်စုံညလေးအောင်ကျိုးအားဆောင်ကများမြောင်တွေကျေးဇူးကြည်မြည်ဆက်လေသူတော်လာခြင်းဒီတဲ့ဒါကြောင့်မိဘရဲ့ကျေးဇူးကြည်ခြင်းနဲ့ဆိုလို့ရှိရင်တရားနဲ့ကျေးဇူးဆက်ပါဘာနဲ့ကျေးဇူးဆက်ရမှာလဲတရားနဲ့ကျေးဇူးဆက်ကြရဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးကိုဘယ်နေရာရောက်ရောက်ဘယ်ဒေသရောက်ရောက်ဘယ်အရွယ်ရောက်ရောက်မမေ့ပါနဲ့တဲ့အခွင့်အခါတင်တိုင်းမိဘကိုကျေးဇူးဆက်ပါဒါကြောင့်အလုံးလိုက်ဆိုလိုက်ပါမိဘနှစ်ဖြာရှိလေရာဘယ်ခါမမေ့အားမိဘနှစ်ဖြာရှိလေရာဘယ်ခါမမေ့အားအခွင့်သင်္ကာတတ်နိုင်ရာမှန်စွာကျေးဇူးစာအခွင့်သင်္ကာတတ်နိုင်ရာမှန်စွာကျေးဇူးစာမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကအားမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကအားဒါကြောင့်အလုံးသောကမ္ဘာလောကမှာရှိရှိသမျှသာသမီတွေဟာတို့အတွက်အမေအဖေဒီလောကမှာကျေးဇူးအကြီးမားဆုံးလို့ဆိုတာသဘောကျပြီးတော့မိဘရဲ့ကျေးဇူးကိုအထူးအဖြင့်ကြည်အောင်ဆက်ကြပါဦးဇင်းတို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်မှာပုံနာဇနီးမောင်နှံ2ယောက်ရှိတယ်တဲ့သားကြီးပဲ4ယောက်မွေးထားသူတို့မှာပစ္စည်းဥစ္စာသိချမ်းသာတာတော့မဟုတ်ပါဘူးဘလောက်ချမ်းသာတယ်လဲဆိုလို့ရှိရင်ငွေ7သိန်းပဲချမ်းသာတယ်ဘလောက်ချမ်းသာလဲ7သိန်းပဲချမ်းသာတယ်အဲ့တော့ဒီအမေအဖေပုံနာဇနီးမောင်နှံ2ယောက်ဟာမိမိတို့ရဲ့သားလေးတွေကိုဘဝလက်နှလုံးမကုန်းလက်နဲ့ပြည့်ရွယ်ကစပြီးတော့လူဘဝမိမိကိုယ်ကိုယက်တည်နိုင်သည့်အထိတဲ့ပြုစုလာခဲ့ကြတယ်စောင့်ရှောက်လာခဲ့ကြတယ်အချိန်နဲ့အရွယ်ရောက်လာတဲ့အခါကျတော့သားတွေကိုတယောက်ကိုတသိန်းစီပေးပြီးတော့အိမ်အောင်ချလိုက်တယ်အမွေပေးပြီးတော့အိမ်အောင်ချလိုက်ပုံနာဇနီးမောင်နှံဝေ4သိန်းနဲ့အဲ့ဒီမှာကြံရစ်တယ်
အဲ့ဒီလိုနဲ့ပုံနာဇတိမောင်နှံပြောပြောပါပါနေလာခဲ့ရကကျိုးစွာပုံလေးမှကြီးကအရင်တည်သွားတယ်ဘယ်သူကအရင်တည်သွားလဲပုံလေးမှကြီးတည်သွားတဲ့အခါကျတော့ပုံနာကြီးတယောက်တည်းအထီးဆံကြံရစ်တယ်တဲ့အဲ့ဒီတော့သားတွေသွေးမတွေကတိုင်ပင်ကြတို့အဖေအမေအိုမရှိတော့တဲ့နောက်ပိုင်းအထီးဆံကြံရစ်ပြီတဲ့အဲ့ဒီလိုသာအထီးဆံနေရမယ်ဆိုလို့ရှိရင်ဧကနာသူနောက်အိမ်တော်ပြုမှပြေးကြတယ်နောက်အိမ်တော်ပြုလိုက်ပြီဆိုလို့ရှိရင်တို့ငွေလေးသိန်းရမှာမဟုတ်တော့ဘူးဒီတော့ငွေလေးသိန်းရအောင်တို့အဖေကိုပြုစုကြမယ်လို့အဲ့ဒီလိုတိုင်ပင်ပြီးတော့ဖခင်အိုကြီးကိုပြုစုကြတယ်တိုက်တတ်တဲ့အစာတောက်တွေဆက်ပြုတ်ကျွေးလို့ခြေစုပ်လက်နေမှုတွေပြုလို့အဲ့ဒီမှာသားတွေသွေးမတွေကဝိုင်းပြီးတော့ပြုစုကြတယ်ဘုရားတို့ဗိဒ္ဓများကျေးဇူးပြုလို့မဟုတ်ဘူးပစ္စည်းဥစ္စာလိုချင်လို့တဲ့အမွေလိုချင်လို့ဘာလိုချင်လို့ပါလဲအမွေလိုချင်လို့အဲ့ဒီမှာဖေအိုကြီးကိုပြုစုကြယူရကြတဲ့အခါကျတော့ပုံနာကြီးတော်တော်သဘောကျနေပြီဩငါသားတွေတော်လိုက်တာငါကျွေးမတွေလိမ်မာလိုက်တာငါ့ကိုပြုစုကြပါပြီတဲ့သွားလေသူပုံလေးမှကြီးများမြင်ဘလို့မြန်ဝမ်းသာလိုက်မယ်မသိဘူးသူ့စိတ်ထဲမှာအဲ့တော့ဟိုမှာသားသမီးတွေကတို့အဖေအိုကြီးကတော့တို့အပေါ်မှာအားရနေပြီပြင်းတတ်နေပြီတို့ကြံစီထားတဲ့အတိုင်းအမွေတောင်းကြလို့ဆိုပြီးတော့သားလေးယောက်အဲ့ဒီမှာအဖေအိုကြီးတန်းကိုအမွေတောင်းကြတယ်အဖေကအသက်လည်းကြီးပါပြီကြီးပွားရည်လည်းလုံနိုင်တော်တာမှမဟုတ်ပဲနဲ့ဒါကြောင့်ကြံတယ်လေးသိန်းကိုသားတို့ကိုပွဲဝေပေးပါတဲ့အဖေအတွက်ဘာမှပူစရာမလိုပါဘူးသားတို့လှုပ်ကြွေးပါမယ်ထွေးမတို့လှုပ်ကြွေးပါမယ်လို့အဲ့ဒီလိုတောင်းပြပြောဆိုတော့ပုံနာကြီးလည်းအဲ့ဒီမှာနားရောက်ပြီးတော့အကုန်လုံးခွဲပေးလိုက်တယ်သူစီဘာမှမကြံတော့အဲ့တော့ပုံနာကြီးဘယ်ကိုသွားပြီးတော့နေရလဲဆိုတော့သားလေးယောက်တန်ကပ်ပြီးတော့စားရပြီပထမ3-4 ပတ်တုန်းကတော့သားတွေရောထွေးမတွေရောကြီးကြီးယူယူနဲ့ပြုစုလုပ်ကြွေးကြသားတွေထွေးမတွေကြီးကြီးယူယူနဲ့ပြုစုလုပ်ကြွေးကြတယ်အတော်လေးကြာလာတဲ့အခါကျတော့သားသမီးတွေမကြည်ပြူကြတော့ဘူးပထမသားကြီးအိမ်သွားသားကြီးအိမ်မှာအဲ့ဒီမှာသားကြီးအိမ်နေတဲ့အခါကျတော့သားကြီးကလည်းဂယုဆိုင်အဲ့တော့သူပျော်တဲ့အခါကျတော့ဒီသားကြီးအိမ်မှာ3 လ 4 လ 5 လနေလာတဲ့အခါကျတော့သားကြီးကကြည်ပြူတဲ့ဒါကျွေးမကမကြည်ပြူကြီးဖို့ကြောင့်လည်းကနေပြောလာဒီအဖိုးကြီးအမွေပေးတော့ကတော့သားလေးယောက်ညီတူညီမျှပေးတာသားကြီးရဲ့ဆိုပြီးတော့ပို့ပေးတာမျိုးမရှိဘူးအခုတော့တို့အိမ်မှာပို့ပြီးတော့နေလိုက်တာပို့ပြီးတော့စားနေလိုက်တာဒီပြင်အိမ်လေးလည်းသွားဖို့ကောင်းတယ်လို့အဲ့ဒီလိုကျွေးမကငေါ့ပြောတော့ပုံနာကြီးလည်းစိတ်ဆိုးပြီးတော့ဒုတိယသားအိမ်ဆင်းသွားဒုတိယသားအိမ်လည်းဒီတိုင်းပဲအဲ့လိုသားတွေကျွေးမတွေကညှိုညင်တဲ့အခါကျတော့တတိယအိမ်ဆင်းသွားပြန်ပြီတတိယအိမ်လည်းဒီတိုင်းပဲနောက်ဆုံးအငယ်လုံးသားလေးပြန်တော့အငယ်ဆုံးသားလေးအိမ်ရောက်တဲ့အခါကျတော့လေအဲ့ဒီမှာသားလေးနဲ့ဇနီးမယားကတိုင်နေကြတယ်ကျွေးမကအကိုကြီးတွေအိမ်ကတော့တို့အဖေကိုလက်မခံတော့ဘူးတဲ့အဖေအိုကြီးတို့အိမ်မောကိုရောက်လာပြီဒီအတိုင်းသာဆိုလို့ရှိရင်တို့အိမ်မောမှာတစ်သလုံးတောင်းတင်တော့မယ်ဒီတော့မဖြစ်ဘူးတို့လည်းအကိုကြီးတွေရဲ့နီလန်းအတိုင်းလုံးမပဲဆိုပြီးတော့အဖေအိုကြီးမနေနိုင်အောင်သူကြကျိန်းမုန်းကြတဲ့အတွက်ကြောင့်ပုံနာကြီးသားလေးယောက်အိမ်ကနေဆင်းလာရပြီအာကိုစရာရှိသေးလားအာကိုစရာမရှိတဲ့ပုံနာကြီးအဲ့ဒီမှာသိပြိုပြီးတော့တောင်းစားရတဲ့ဘဝရောက်တယ်တဲ့သာသမီများနော်မလိမ္မာမရိတ်ချမ်းကားတဲ့မိဘရဲ့ကျေးဇူးမသိတဲ့သာသမီများတွေကြတော့တို့ပိဿရဲ့သိကြောက်စရာကောင်းတယ်တဲ့ကိုအမေပေစီကရစရာမရှိရင်တဲပြီးတော့မကတ်ချင်ကြဘူးတဲပြီးတော့မပြုစုချင်ကြဘူးဒါကြောင့်မဂ္ဂဒေဝဆရာတော်ဘုရားကြီးကမရွေးမှန်လားဤလောက၌မိဘကိုပင်ဥစ္စာမြင်မှာခင်မင်းမြတ်လေးသားတို့တွေ့၏ငွေကြေးမကြေဖမိတို့အားသမီးသားတဲ့သံပါနိယမကတုံရင်ရှောင်ရခွင့်၏တဲ့ကိုမှပေးစရာကျွေးစရာမရှိတော့ဘူးလို့ဆိုလို့ရှိရင်သွေးမျိုးမပြောနဲ့ကိုသားသမီးတောင်းမှကိုအနာမကတ်ချင်ဘူးကိုအနာကတ်ချင်ရဲ့လားရပြမရှိတော့ဘူးဆိုရင်အမေစီတောင်သိမ့်မသွားချင်တော့အဖေစီလည်းသိမ့်မသွားချင်တော့ဘူးတဲ့ကျေးဇူးတရားမသိတဲ့သားသမီးတွေဒီတိုင်းနေအဲ့တော့ခုလည်းပုံသားကြီးရဲ့သားသမီးတွေကြည်လိုက်ဘလောက်ကျေးဇူးကမ်းကြမိဘစီဟာမွေနည်းတွေကိုတော့မရအရာတောင်းပြီးတော့ဒီအဖေအိုကြီးကိုပြစ်ထားကြတယ်ဒီလိုသားသမီးမျိုးကို
လိမ္မာတဲ့သာသမီလို့ခေါ်မလားမိုက်တဲ့သာသမီလို့ခေါ်မလားပုံနာကြီးအတွက်တော့အရင်တုန်းကတော့ဒီသားလေးယောက်ဟာသားပါပဲတဲ့အသက်ကြီးလာတဲ့အခါတော့ကြားတဲ့ကြောက်စရာကောင်းနေပြီဒါကြောင့်ငယ်တော်ကသာကြီးတော်ကြားတဲ့မယယံကားတဲ့သားတွေအဲ့တော့ငယ်တော်ကသာဆုံးမညာကငယ်တော်ကသာလိုလိုက်ညာကကြီးတော်အခါကြားဘက်မှာမှန်စွာကြောက်ဝဲတယ်ငယ်တော်သမီးဆုံးမညီကကြီးတော်အခါမိဘက်မှာမှန်စွာပူဖို့ဒီတဲ့သားလေးသမီးလေးငယ်ငယ်တုန်းကအလိုလိုက်တာမယ်ဆိုလို့ရှိရင်အဲ့ဒီသားသမီးဟာမိုက်ရင်ကြံကားပြီးတော့မိဘကိုစော်ကားတဲ့သားသမီးမျိုးဖြစ်လာတတ်တယ်အဲ့လိုသားသမီးမျိုးကြတော့ငယ်တော်ကသားကြီးတော်ကြားတဲ့ငယ်တော်သမီးကြီးတော်မီတဲ့ကြီးလာတဲ့အခါကျတော့ဒီသားသမီးတွေဟာကြားတဲ့ကြောက်စရာကောင်းတဲ့မီးလိုပူလောင်စေတတ်တယ်ဒါကြောင့်အဲ့လိုသားစုသားမိုက်တွေသမီးတို့သမီးမိုက်တွေရထားတဲ့မိဘတွေအတွက်တော့ဒီသားသမီးတွေဟာယရနာလို့ခေါ်တိုက်ပါမလားယရနာမဖြစ်သေးနဲ့အမေမိဘတွေအတွက်ရတာနာတယ်တို့ကိစ္စများနော်အဲ့တော့ဒီလိုသားသမီးမျိုးရထားတဲ့မိဘတွေအတွက်တော့ယရနာမထိုက်ဘူးတဲ့ရတာနာတယ်ဒါကြောင့်မိမိတို့ရဲ့သားသမီးလိမ္မာရေးချရှိအောင်ငယ်ငယ်တုန်းကနေပြီးတော့သွန်သင်ဆုံးမသမှုပြုကြရမယ်ငယ်တော်ကသာဆုံးမညာကကြီးသောအခါအဘမှာမှန်စွာကိုးွယ်ပြီးငယ်တော်သမီးဆုံးမပြီးကကြီးသောအခါဒီဘက်မှာမှန်စွာအေးဖို့ဒီငယ်စဉ်ကလေးကသားကလေးသမီးကလေးဆုံးမသွန်သင်မှုပြုထားမယ်ဆိုလို့ရှိရင်အဲ့ဒီသားသမီးဟာအသက်ကြီးလာတာနဲ့အမျှလိမ္မာရေးချရှိပြီးတော့မိဘကျေးဇူးနားလဲတဲ့သားလိမ္မာလေးတွေသမီးလိမ္မာလေးတွေဖြစ်လာကြတယ်အဲ့ဒီလိုသားသမီးမျိုးကြတော့ငယ်တော်ကသားကြီးတော်အားငယ်တော်သမီးကြီးတော်ကြီးတဲ့မိဘတွေအာမကိုရဘူးလားအဲ့ဒီလိုသားလိမ္မာသမီးလိမ္မာမိဘကျေးဇူးတည်တဲ့သားလိမ္မာသမီးလိမ္မာတွေကြတော့ယရနာထိုက်တယ်။ဘာထိုက်ပါလဲ။အဲ့ဒီလိုသားသမီးမျိုးမှသားယရနာသမီးယရနာတဲ့အခုပုံနာကြီးရဲ့သားသမီးတွေကြတော့ရတာနာရီယရနာဟုတ်ရဲ့လား။အဖေအိုကတော့သားလေးယောက်ကိုပြုစုလုပ်ကျွေးနိုင်ခဲ့ပေမဲ့လို့သားလေးယောက်ကဒီအဖေအိုကြီးတယောက်ကိုမပြုစုခြင်းကြတော့ဘူးမလုပ်ကျွေးခြင်းကြတော့ဘူးအိမ်မှာလက်မခံတဲ့အတွက်ကြောင့်အဖိုးကြီးမြို့ထဲရွာထဲမှာတောင်းရန်စားတော့ရတဲ့ဘဝရောက်တယ်တဲ့နောက်ဆုံးစားရတဲ့လက်တောင်းရတဲ့လက်နေရာကလည်းကျုံတယ်လို့အိတ်ကျုံတယ်လို့စားပြီးတော့နောက်ဆုံးပုံနာကြီးဒုက္ခရောက်လွန်းလို့ဘုရားရှင်ကိုရောမြတ်ကြီးထံရောက်သွားပြီအာကိုရနေတဲ့ဘုရားထံရောက်သွားတော့ဘုရားရှင်ကိုရောမြတ်ကြီးကပုံနာကြီးကိုကြည့်ပြီးတော့ပုံနာကြီးတဲ့သင်မှာအာကိုရသာသမီမရှိဘူးလားဘုရားကမေးတော့ပုံနာကြီးအကုန်လုံးအဲ့ဒီမှာသူ့အကြောင်းကြီးပြန်ပြောပြဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကသနာတော်မူတဲ့အတွက်ကြောင့်ဒီပုံနာကြီးချမ်းသာရရေးအတွက်ဂါထာဂီတပါဠိဂီတတွေသင်ပေးတယ်ဘုရားကပုံနာကြီးချမ်းသာအောင်ဂါထာတွေသင်ပေးလိုက်ယေဟိသာတေဟိနန္ဒိတံယေပိသဘဝမေစိတံဧမန္တာရိသံပု္ပ္ပာသာဝဝါရင်တိတုကရံဣတိအာရယောဤသို့အစရှိသောဣမာဂါထာယောဤဂါထာဂီတပါဠိဂီတတို့ကိုသကဝါဘုဒ္ဓ၆ပါးတခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ပရိသိဏပြမနံသာသမီတွေနင်ချလိုက်တဲ့အတွက်ကြောင့်မြို့ရဲရွာတဲ့တောင်ရန်စားတောင်နေရတဲ့ပုံနာအိုကြီးကိုကထေတိကောင်းစွာမသွေသိကြဟောကြားတော်မူခဲ့ပါပေတည်းအကြတော့သိရဲ့သားလေးယောက်အဲ့ဒီပုံနာပိဋကတ်ထဲမှာပါတယ်ဆိုလို့ရှိရင်ဟောဒီဂါထာတွေကိုသင်ရွတ်ဆိုပြဘုရားကသင်ပေးလိုက်ပုံနာကြီးလည်းအဲ့ဒီဂါထာတွေကိုနှုတ်သက်ဆောင်းပြီးတော့သူကအခါအခွင့်ကိုသူစောင့်နေတယ်ဒီနေ့တော့အဲ့ဒီမှာပုံနာအစည်းအဝေးဝယ်ကြီးကျင်းပပြုလုပ်တဲ့အခါကျတော့သားလေးယောက်လည်းပိဋကတ်ထဲမှာပါနေတယ်ပြီးတော့ပုံနာကြီးကငါတော့အခွင့်အခါဆိုင်ပြီလို့ဆိုပြီးတော့ပိဋကတ်လည်းမှာတောင်းဝင်းလေးကိုင်းပြီးတော့သူကထိုင်ဆောက်နေတာပုံနာတွေအလုံးအစည်းဝေဝယ်ပြီးသွားတဲ့အခါကျတော့ပုံနာကြီးတောင်းဝင်းလေးကိုင်းပြီးတော့ပုံနာပိဋကတ်တို့
သင်တို့ကိုငါဂါထာဂီတပါဠိဂီတတွေနဲ့ဆိုပြပါရစေလို့အဲ့ဒီလိုပြောလိုက်တော့ပုံနာပိဋကကြီးကလည်းဩအသက်ရွယ်ကြီးတဲ့ဒီအဘိုးကြီးဒီပုံနာကြီးဘာများဆိုပြခြင်းလည်းမသိဘောဆိုပြပါလို့အခွင့်ပေးလိုက်တော့အဲ့ဒီမှာပုံနာအိုကြီးပိဋကရဲ့ရှေ့သတိတ်ခုံပေါ်မှာတက်ပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသင်ပေးလိုက်တဲ့ဂါထာတွေကိုဆိုပြတယ်ယေဟိဇာတေဟိနန္ဒိတံယေသေသဘဝမိတ်စီတံဒေမန္တာရိတံပု္ပ္ပာသာဝဝရိတိသူကရံဒါကပါဠိဂီတပေါ့မြန်မာလိုကြတော့သာယရဏပွေးပွားလာတဲ့ပြင်များစွာနှစ်တဲ့စိတ်အားတက်တဲ့အသက်အတူအလေးမှုရမွေမျိုးစောင့်ကြောက်မြေတော်မြောက်တဲ့မထောက်ကျေးဇူးသားလေးဦးကမူယူရန်ကသမယနဲ့ရောကြတိုင်ပင်ငါကိုနင်းပြီးခွေးတွင်မိုက်မဲလာကြည်တကားပုံနာပိဋကတို့တဲ့ငါမှသားလေးယောက်ရှိပါတယ်ဒီသားလေးတွေရလာတဲ့အခါကျတော့ငါတို့ငါမှပြင်ပြောလိုက်ရတာတို့မှသားလေးရလာပြီလို့ဆိုပြီးတော့ဒီသားတွေကိုအသက်နဲ့ထပ်တိုးထများကျွေးမွေးခဲ့ပါတယ်ပြုစုခဲ့ပါတယ်စောင့်ရှောက်ခဲ့ပါတယ်တို့မှတော့သားရဲ့ပေါ်မှာညှို့လင့်တဲ့ကြီးမားစွာထားပြီးတော့မွေးမြူခဲ့ရတယ်တဲ့မိဘတိုင်းဟာသာသမီကိုပြုစုလို့ကျွေးတယ်လို့ဆိုတာညှို့လင့်ချက်၅မျိုးရှိတယ်ညှို့လင့်ချက်ဘယ်နှမျိုးဘတော်ဝါနောပရိသတိငါတို့ကဒီသာသမီတွေကိုပြုစုယူရာစောင့်ရှောက်ခဲ့ကြသလိုကျွေးမွေးခဲ့ကြသလိုတို့တွေအသက်ရွယ်ကြီးလာတဲ့အခါကျတော့သာသမီတွေကတို့ကိုတပံပြန်ပြီးတော့ပြုစုကြလိမ့်မယ်စောင့်ရှောက်ကြလိမ့်မယ်လို့ဆိုတဲ့ဓမ္မတိညှို့လင့်ချက်ကိစ္ဆံဒီတံကရိတတိငါတို့တွေအသက်အရွယ်အိုမင်းတော့မစွမ်းဆောင်နိုင်တဲ့အခါကျတော့တို့ရဲ့လောကီကိစ္စလောကုတ္တရာကိစ္စမှန်သမျှကိုတို့သားသမီးတွေကမခုံးပြောင်းပြီးတော့ထမ်းဆောင်ကြလိမ့်မယ်လို့ဆိုတဲ့ဒုတိယမျှော်လင့်ချက်ကုလဝတ္တသပိသမီငါတို့တွေရဲ့မိဘဘိုးဘွားအစဉ်ဆက်ကသက်ဆင်းလာတဲ့အမျိုးမျိုးကိုတို့သားသမီးတွေကစောင့်ရှောက်ရကြလိမ့်မယ်ဆိုတဲ့တတိယမျှော်လင့်ချက်ဒါယနံပฏิပိစိတ်တိငါတို့ဇဝေစုဆောင်ထားတဲ့အမွေအနှစ်တွေကိုတို့သားသမီးတွေကဆက်လက်ခံယူပြီးတော့တိုးပွားအောင်ထိမ့်သိမ်းရကြလိမ့်မယ်လို့ဆိုတဲ့သတုဋ္ဌာမျှော်လင့်ချက်အထဝပနာပိဒါနံကာလင်္ကတာနံဒက္ခိဏအနုပဒတတိတို့တွေသိလို့ဓမ္မလောဘဝရောက်သွားပြီလို့ဆိုလို့ရှိရင်တို့သားသမီးတွေဟာတို့ရဲ့ဂုဏ်ကျေးဇူးကိုနားလည်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်လို့အမြတ်အတမ်းပေးဝေကြလိမ့်မယ်လို့ဆိုတဲ့ပင်စမမြောက်မျှော်လင့်ချက်ဘယ်နှမျိုးပါလိမ့်တို့မှတော့ဒီမျှော်လင့်ချက်၅မျိုးထားပြီးတော့ဒီသားတွေကိုငါဂရုစိုက်ခဲ့ပါတယ်တဲ့လူဘဝရပ်တည်နိုင်အောင်ငါတို့တွေပြုစုယူကြစောင့်ရှောက်လာခဲ့ပါတယ်ဒါပေမဲ့လို့ဒီကျေးဇူးတရားတွေကိုမှမထောက်မညာတဲ့ငါရဲ့သားလေးယောက်ကသူ့ရဲ့ဇနီးမယားတွေထွေးမတွေနဲ့တိုင်ပင်ပြီးတော့ငါကိုအိမ်ကနှင်ထုတ်ကြတယ်အိမ်ထဲဝင်လာတဲ့နွားတွေဝက်တွေပြက်တွေကိုအိမ်ထဲမှာရှိတဲ့ခွေးကအပြင်ထိုးဟောင်းကြိုက်ပြီးတော့အိမ်အပြင်နှင်ထုတ်သလိုမျိုးငါသားသမီးတွေကလည်းငါတို့ရဲ့ကျေးဇူးတရားကိုမှမထောက်မညာအိမ်ထဲကနေပြီးတော့နှင်ထုတ်လိုက်တာများခွေးတဲ့မိုက်တဲ့သားတွေတဲ့ဘုံသားကြီးကပိဋကတ်တွေကိုပြောနေတာနော်ဘုရားရှင်ကိုရောမြတ်ကြီးသင်ပေးလိုက်တဲ့ဂါထာတွေကိုပိဋကတ်ရှိမှအဲ့ဒီမှာပြန်ဆိုပြနေတာအတန္တာကိရမံသမတာတတာတာတိပါတရေရခတဗုဒ္ဓရူပေနတေဇဟံတိဝယောကတံငါလက်တဲ့တွင်ငွေရှိခြင်းငါပါခင်ပေပေနှုတ်တံဝေတဲ့ကျွေငွေကင်းပါခုကာလမို့စိတ်ကညူဆိုနှုတ်ကဆို၍ကျင့်မှုကြောချမ်းငောင်းငမ်းမှမဲ့ထင်နိုင်ခဲ့သည်တရေဘလူနေပါရကားငါသာရိကငါစီကရစရာရှိတော့ကတော့အဖေနဲ့နှုတ်တန်ချိုနဲ့ငါ့ကိုပြုစုလိုက်ကြတာယူရလိုက်ကြတာငါမှတော့အဟုတ်ကြီးထင်ခဲ့တယ်တဲ့ငါစီကရစရာမရှိတော့တဲ့အခါကျတော့ဒီသားတွေကငါ့ကိုပြောဆိုလိုက်ကြတာငေါင်းငန်းလိုက်ကြတာကျိန်းပေါင်းလိုက်ကြတာငါသားတွေလို့တော့ငါမထင်ပြီးတော့ဒီသားတွေတဲ့ကိုတရေဘလူတွေဝင်ပူးပြီးတော့ပြောနေသလားလို့တော့ငါထင်အောင်မိတယ်တဲ့ငါသားတွေနဲ့မတူတော့တရေဘလူတွေလားအောင်မရတယ်ငါကိုသူတို့ရဲ့ကျွေးမတွေနဲ့ပြောဆိုကျိန်းပေါင်းပြီးတော့အိမ်ထဲကနေမြင်ထုတ်ကြတယ်တဲ့ပုံနာကြီးရင်ဖွဲ့နေတာ
အတဝစိဏောတိဘောကောခါရဏအပနိယတိဘာလကနံပိတာထေရောပရာဂရေတောဘိက္ခတိအတုံးမကြမလားအာနိမြင်အိုကြီးကိုရေလည်းမပေးစာမတွေ့ပဲအလေးမပြုတ်လစ်လူရှုသောယခုငါလည်းသာသမီကထိုနည်းအတူလေးမမို့သဖြင့်လိုက်စုကြံတံမျိုးလဲလမ်းမှာတောင်းရန်စားတော့ရပါ၏ဘုန်းသားတို့တဲ့ကျုပ်ရဲ့သားတွေဟာကျုပ်ကိုအသက်အရွယ်အိုမင်းလာတဲ့အခါကျတော့လစ်လူရှုထားတယ်တဲ့အိမ်မှာမွေးထားတဲ့မြင်းတွေနွားတွေခိုင်းကောင်းတုန်းကတော့ကြာကြာနာနာကြည်တယ်ကြာကြာနာနာထားတယ်ခိုင်းလို့မရတော့ဘူးအိုသွားပြီလို့ဆိုလို့ရှိရင်အဲ့ဒီနွားအိုမြင်းအိုတွေကိုတယုမဆိုင်တော့တယ်လို့မျိုးတဲ့သားလေးယောက်ကအရွယ်အိုမြင်းနေတဲ့ငါ့ကိုမြင်းအိုကြီးလိုသဘောထားပြီးတော့နွားအိုကြီးလိုသဘောထားပြီးတော့ဥပိ္ပခာပြုထားကြတယ်တဲ့လက်လူပြုထားကြသာသမီတွေကမိဘတွေအိုလာပြီဆိုလို့ရှိရင်အိုပဲစည်ရင်းတွေကိုတွင်းတယ်ဘယ်ထဲကိုတွင်းတာပါလိမ့်ဒါကြောင့်ဘိုးဘွားတွေတတိထားနော်အိုရင်ပယ်ခံရမယ်တဲ့အိုပဲဆိုတာကိုကတော့ငါသားလေးဟဲ့ငါသမီးလေးဟဲ့ငါမီးလေးဟဲ့ဆိုပြီးတော့တန်ရုံးစဉ်တွဲပြီးတော့ကတ်နေကြဒီသားဒီသမီးတွေကအဖေအိုအမေအိုတွေကိုအိုပဲစည်ရင်မှတွင်နေပြီနွားအိုကြီးတို့လိုမြင်းအိုကြီးတို့လိုသိပ်ပြီးတော့နားမထောင်ကျင်တော့ဘူးသိပ်ပြီးတော့ဂယုမဆိုင်ကျင်တော့အခုလဲငါသားလေးယောက်ကသူ့ရဲ့ထွေးမတွေနဲ့ငါ့ကိုနွားအိုကြီးလိုမြင်းအိုကြီးလိုသဘောထားပြီးတော့ငောင်ငန်းမှန်းမဲပြီးတော့အိမ်ကနှင်ထုတ်လိုက်တဲ့အတွက်ကြောင့်မြို့ရဲရွာတဲ့ဘဝမမြို့ရဲရွာတဲ့မှာသွားပြီးတော့တောင်းစားရတဲ့ဘဝရောက်ပြီတဲ့တောင်းစားဘဝရောက်ရအတဝစိဏောနိဘောကောခါရဏအပနိယတိဘာလကနံပိတာထေရောပရဂရေတုဘိက္ခတိအတုံးမကြမလားအာနိမြင်းအိုကြီးကိုရည်လည်းမပိစာမတွေ့ပဲအလေးမပြုတ်လစ်လူရှုသောယခုငါလည်းသာသမီကထိုသည်အတူလေးမမို့သဖြင့်လိုက်စုကြံတံမျိုးလဲလမ်းမှာတောင်းရန်စားတော့ရပါ၏နောက်ပါဆက်ပြောလဲဆိုတော့တန်တော်ဝကိရမေတိယောယေစေပုဒ္ဒါနတဝါသန္တံမိခောနဝါရေတိယတောသန္တံမိကုက္ကုရအန္တကာရေပုရေဟောတိကံပိရေကာထမေတတိဒန္တသာအနုဘဝေနာခလိတ်တဝါပတိဋ္ဌတိပုံနာပိသဘက်ကိုသူ့ရဲ့လက်ထက်ကတောင်းဝင်းလေးမြောက်ပြပြီးတော့ဟောပုံနာတို့တဲ့ငါမှသားလေးယောက်ရှိပေမဲ့လို့ဒီသားလေးယောက်ကဟောဒီတောင်ဝေးလောက်တောင်မှအာမကိုရပါဘူးသားလေးယောက်ကတောင်ဝေးလောက်အာကိုရရလားဒီတောင်ဝေးကနွားခွေအန္တရာယ်ကာကွယ်ဖေးမှအာကိုရ၏ဟောဒီတောင်ဝေးကမှငါပဲသွားပဲလာလမ်းခရီးမှာခွေးတွေနဲ့ပဲတွေ့နွားတွေနဲ့ပဲတွေ့ကျွဲတွေနဲ့ပဲတွေ့ဟောဒီတောင်ဝေးလေးကအန္တရာယ်မပြုအောင်အကာအကွယ်ပေးတယ်တဲ့အာကိုရဒီတောင်ဝေကနွားခွေအန္တရာယ်ကာကွယ်ပေးမှအာကိုရ၏ကင်ပါအယောင်မိုက်အမောင်ဝယ်ရှိဆောင်လမ်းပြအသုံးကြခဲ့မောင်နဲ့မဲတဲ့သွားတဲ့အခါကျတော့ဟောဒီတောင်ဝေလေးကငါရဲ့ရှိဆောင်လမ်းပြအနေနဲ့အာကိုရတဲ့အသုံးကြတယ်တဲ့လမ်းမလမ်းချင်းမြို့ရတဲ့ဝယ်တွင်းချင်းကြိုင်နဲ့ထုံမလဲအောင်အမြဲထောက်မှလမ်းမှပြ၏ဒီတောင်ဝေးလေးဆောင်သွားမယ်ဆိုလို့ရှိရင်လမ်းသွားတဲ့နေရာမှာခြိုင်လေးမကြအောင်ခလုတ်မတိုက်အောင်ဟောဒီတောင်ဝေးလေးကကူညီတယ်အကယ်၍ခြိုင်လေးလဲကျသွားပြီခလုတ်တိုက်လို့လဲသွားပြီဆိုလို့ရှိရင်လည်းအကျသက်သာအောင်ဒီတောင်ဝေးလေးကငါ့ကိုကူညီထောက်မှတယ်တဲ့ဒီတောင်ဝေကနွားခွေအန္တရာယ်ကာကွယ်ဖေးမှအာကိုရ၏ကင်းပါအယောင်မိုက်အမောင်ဝယ်ရှေ့ဆောင်လမ်းပြအသုံးကြခဲ့လမ်းမလမ်းချင်းမြို့ရတွင်ဝယ်တွင်းချင်းကြိုင်နဲ့ထုံမလဲအောင်အမြဲထောက်မှလမ်းမှန်ပြ၏ရင်မပေါဖွားမွေးပြီးသားတို့စိန်ငါရက်ဆက်ကျေးဇူးဖြတ်တဲ့ဖြင့်နှစ်တဲ့မြတ်လေးဤတောင်ဝေးလောက်အေးမရသုံးမကြကြီးလုံးဝအာမကိုရပါရကငါသားလေးယောက်ကတော့ကျေးဇူးကမ်းလိုက်တာတဲ့ဟောဒီငါလက်ထက်ကတောင်ဝေးလောက်တောင်မှအာမကိုရပါဘူးလို့အဲဒီတော့ပုံနာပိသတ်ကိုတင်ပြပြောဆိုလိုက်တဲ့အခါကျတော့ပုံနာပိသတ်တွေတခါတဲ့ဒေါသတွေထွက်လာကြတယ်ဒီလောက်တော့ဆိုရတဲ့သားသမီးတွေဘယ်မလဲအဲ့ဒီသားတွေဆိုပြီးတော့သူတို့ကတတ်မဲ့တကယ်ဖြစ်လာအဲ့ဒီတော့ကပုံနာတွေရဲ့ဒုစံမှာမိဘစီကပစ္စည်းဥစ္စာယူပြီးတော့ဒီမိဘကိုမပြုစုမလုံသေးဘူးဆိုလို့ရှိရင်တတ်ရမယ်ဆိုတဲ့ဥပဒေရှိတယ်ဒီခေတ်တော့ဒီဥပဒေမရှိဘူးနော်
ဒီတော့ပုံသားတွေကတော့မိုက်ရင်ချမ်းကားတဲ့သားအဖေကိုပြစ်ထားတဲ့သားအဖေရဲ့ကျေးဇူးနားမလဲတဲ့သားတွေကိုတတ်မယ်လို့အဲ့ဒီလိုထိတ်ချောက်လာတော့သားလေးယောက်မနေနိုင်တော့ဘူးသူတို့ရဲ့အဖေအိုကြီးကခြေရင်းဝတ်စင်းပြီးတော့ခြေထောက်ဖက်ပြီးတော့တောင်းပန်ရတယ်အဖေတဲ့သားတို့မပါပြီသားတို့နောင်တရပါပြီသားတို့နောင်မမိုက်တော့ပါဘူးအဖေသားတို့ကိုအသက်ချမ်းသာရပေးပါတငုံငိုတည်ကြီးနဲ့တောင်းပန်ကြဒီတော့သားသမီးသိမဲ့အရေးကြတော့မိဘကြည့်ရပါမလားအဲ့ဒီမှာပုံနာအိုကြီးကပုံနာပိသတ်တို့တဲ့မတတ်ကြပါနဲ့ငါသားတွေလိမ်မာပါပြီငါသားတွေနောင်တရသွားပါပြီငါနောက်ဒီလိုဖြစ်တော့မှမဟုတ်တော့ပါဘောမလိမ်မာတခါမိုက်စမြဲမို့ဒီကတော့ခွင့်လို့ကြပါလို့ပုံနာကြီးကတောင်းပန်မှအဲ့ဒီမှာပုံနာပိသတ်ကလည်းဒါဆိုလို့ရှိရင်ကောင်းပြီနောက်တကဒီအဖေအိုကြီးကိုမိမိတို့တွေမင်းတို့တွေပြစ်ထားမယ်ဆိုလို့ရှိရင်တော့နောက်တကအသေးသတ်မယ်လို့ဆိုပြီးတော့ပုံနာတွေကကျိန်းမောင်းထားအဲ့ဒီမှာသားလျောက်ကပုံနာအိုကြီးကိုခေါ်ပြီးတော့မိမိတို့အိမ်ပြန်သွားအိမ်ရောက်တဲ့အခါကျတော့ဇနီးမယားတွေခေါ်ပြီးတော့ပြောတယ်ဟောဒီအဖေအိုကြီးကိုမင်းတို့တွေစိတ်ချမ်းသာအောင်ထားရမယ်တဲ့ဂရုစိုက်ရမယ်ပြုစုရမယ်စောင့်ရှောက်ရမယ်ဒီအဖေအိုကြီးစိတ်ဆင်းအောင်လုပ်မယ်ဆိုလို့ရှိရင်မပြုစုနိုင်ဘူးမစောင့်ရှောက်နိုင်ဘူးဆိုလို့ရှိရင်မင်းတို့ဟောဒီအိမ်မော်ကဆင်းသွားသူတို့ကအိမ်မှာဇနီးများတွေချိန်မောင်းပြီးတော့အဲ့ဒီမှာအဖေအိုကြီးကိုပြုစုကြသားလေးယောက်လို့ဆိုတော့ဝတ်စုံလေးစုံပေးတယ်နေ့စဉ်သားလေးယောက်ကသွန်းသမင်းအုပ်တအုပ်စီပေးတယ်သွန်းလေးအုပ်သမင်းအုပ်လေးအုပ်ရအဲ့တော့ပုံနာကြီးချမ်းချမ်းသာသာဖြစ်လာတဲ့အခါကျတော့ဩငါဒီလိုချမ်းသာတာဟာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကျေးဇူးပဲလို့ဆိုပြီးတော့ကျေးဇူးတရားပြည့်တဲ့အနေနဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုဘုဆုံနဲ့ဆုံသွားတူတယ်ပြီးတော့နေ့စဉ်တပည့်တော်သားများထံကသွန်းအုပ်နှစ်အုပ်အလူခံမှလို့ဆိုပြီးတော့သွန်းအုပ်ကိုလည်းဘုရားရှင်ကိုရောမြတ်ကြီးကိုတူတယ်တနေ့တော့သားကြီးရဲ့အိမ်မှာလူမင်္ဂလာလုပ်မယ်လို့ဆိုတော့အဖေကိုတိုင်ပင်ကြအဖေဘယ်လိုလုပ်ချင်တယ်လဲအဖေဘယ်သူကိုပြင်ချင်တယ်လဲဗြဟ္မဏပုံသားတွေကိုပြင်မလားဘုရားကိုပြင်မလားငါကျေးဇူးတရားကြီးမားတာကတော့ဘုရားပဲငါဘုရားပဲပြင်နေတယ်ဆိုတော့သားတွေကအဲ့ဒီမှာဘုရားမိုးရှိတဲ့တန်ဃာတော်ရှင်မြတ်တွေကိုအိမ်မှာပင့်သိလို့မွန်မြတ်တော်စံကြဝဲဘောဇင်ချိုးခြင်းရတာပြတို့ဖြင့်ပြုစုလုပ်ကြကြတယ်သုံးစားပြီးတဲ့အခါကျတော့သားလေးယောက်ကအဖေအိုကြီးခေါ်ပြီးတော့ဘုရားထံသွားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့အဖေကိုကြည်စမ်းပါအခုတော့လှလို့ဝလို့စိုးစိုးပြည့်ပြည့်နဲ့ချမ်းသာနေလိုက်တာတပည့်တော်တို့အဖေကိုဘလောက်ပြုစုတယ်လို့ဆိုတာအဖေကိုကြည့်ပြီးတော့သိသားနိုင်ပါတယ်မြတ်စွာဘုရားသားလျောက်ကကြောက်တော့အဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကဗြဟ္မဏပုံနာတော်မာတာပိတုဘောဓနာနာမှာအမိအပါကိုပြုစုလို့ကျွေးတယ်လို့ဆိုတာဘောဓနကပန္တိတာနံရှိပညာရှိသူတော်ကောင်းတို့ရဲ့အာစိဏမေဝအလေးအကျင့်နာရီပုံနာတော်တဲ့အမေအဖေကိုပြုစုလုပ်ကျွေးတယ်လို့ဆိုတာရှိသူတော်ကောင်းတွေရဲ့ထုံးစံပဲဘယ်သူရဲ့ထုံးစံပါလဲအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကြီးကမာတုဘောဓကဇတ်ကိုဟောတယ်။ဘာဇတ်ကိုဟောပါလဲ။အတိတေပါရဏတိယံဗြဟ္မတတ္တေရိသံကာရင်တေဘောဓိသတ္တောတရိသနာယောနိယံဟတ္တိကုလေနိဗ္ဗတိအတိတေအတေဝေစွာရှိကဘာတုံးကပါရဏတိယံပါရဏတိလို့ဆိုတဲ့မြို့တော်မှာဗြဟ္မတတ္တေဗြဟ္မရမင်းကြီးသည်ရိသံကာရင်တေတိုင်းပြည်အုပ်ချုပ်မင်းလို့စဉ်ဘောရိတန္တောဥစဉ်တို့ရဲ့ဘုရားအလောင်းသည်တရိသနာယောနိယံတရိသံမျိုးနွယ်ဖြစ်သောဟတ္တိကုလေစဉ်မျိုး၌နိဗ္ဗာတိကောင်းစွာမသွေဖြစ်ခဲ့ပါပေတော့တည်းအတေဝေစွာရှိကဘာတော်မှာမာရဏတိပြည်မှာဗြဟ္မရမင်းကြီးတိုင်းပြည်အုပ်ချုပ်မင်းလို့စဉ်ဥစဉ်တို့ဘုရားအလောင်းသည်ကံသန္တာမျိုးလို့တိရစ္ဆာန်မျိုးမှလာဖြစ်ရတယ်တဲ့ရှင်မျိုးမှလာဖြစ်ရဒါမှမဟုတ်ပါရမီဓာတ်ခံကရှိနေတော့ရှင်ပြူတော်ကြီးလာဖြစ်တယ်ယရနာထိုက်တဲ့ရှင်ကြီးလာဖြစ်တယ်တော်ထဲမှာရှင်မောင်းစစ်တောင်းကိုအုပ်ချုပ်ပြီးတော့မြဲမိခင်အိုကြီးကိုလှုပ်ကျွေးနေတယ်တဲ့နေ့စဉ်သာတော်ဝေရာတွေကိုရှာဝေပြီးတော့မိခင်အိုကြီးထံအပုတ်ခိုင်းတယ်သွားပို့တဲ့ဆင်တွေကသူတို့ကောင်းတာတွေစားပြီးတော့မိခင်အိုကြီးကြတော့အကြံအကျွမ်းပဲပေးကြ
အဲ့တော့မိခင်အိုကြီးခမညာနေ့စဉ်နေ့စဉ်ဝါလိမ်အောင်မစားရတဲ့အတွက်ကြောင့်တနေ့တခြားပိန်ပြီးတော့လာခဲ့တယ်တဲ့ဒီနေ့တော့ဘုရားလုံးမိခင်အိုကြီးကံရောက်တဲ့အခါကျတော့ကျုံလေးပိန်ကျုံနေတဲ့မိခင်အိုကြီးကိုကြည့်ပြီးတော့အမေဘာတွေများစိတ်သောကရောက်နေတယ်လဲအမေကံကိုနေ့စဉ်နေ့စဉ်စားတော့ပွေရာတွေပို့ပေးနေတာအမေမစားဘူးလားလို့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒီမှာမျက်နှာပြင်မိခင်အိုကြီးကအကျိုးအကြောင်းကုန်ပြန်ပြောပြတော့ဘုရားလောင်းစင်ပင်စိတ်ပြက်သွားတော်ပြီတဲ့ဟောဒီစင်ပေါင်းနေတော့ငါမနေတော့ငါရဲ့ဘဝတတတာမှာမိခင်အိုကြီးကိုပဲငါစိတ်တိုင်းကြပြုစုတော့မယ်လုပ်ပြီးတော့မယ်အဲ့လိုသုံးဖြတ်ပြီးတော့တခြားသောဆင်းတွေမသိအောင်မိခင်အိုကြီးကိုခေါ်ပြီးတော့သံတော်ရဏတောင်ကြီးဘရုံမာကြာအိုင်ကြီးစီကိုခေါ်ခဲ့တယ်တဲ့အဲ့ဒီမှာမိခင်အိုကြီးကိုစိတ်တိုင်းကြပြုစုလုပ်ကျွေးပြီးတော့နေတယ်ဘုရားတော်စိတ်ချမ်းချမ်းသာသာနဲ့အမေအဖေကိုစိတ်တိုင်းကြပြုစုပြီးတော့လုပ်ကျွေးနေတာဒီနေ့တော့တောလေမို့ဆိုးတယောက်မျက်စိလေလမ်းမှာရောက်လာတော့ဘုရားလောင်းကတနာတာနဲ့ကြောပေါ်တင်ပြီးတော့လမ်းမှန်ပို့ပေးခဲ့တယ်အဲ့ဒီမို့ဆိုးကကျေးဇူးကံပြီးတော့သူတော်လက်တော်တွေရဖို့အရင်ရှင်ဘုရင်ကိုသွားလျှောက်တဲ့အခါကျတော့ရှင်ဘုရင်ကဆင်းဆရာတွေခေါ်ပြီးတော့ဘုရားအလောင်းရှင်မင်းကိုဖမ်းခိုင်းတယ်ဆိုကြပါစို့ဘုရားလောင်းရှင်မင်းဖမ်းပြီးသွားတော့နန်းတော်ကိုရောက်သွားရှင်နေကြီးကအဲ့ဒီမှာနန်းတော်ထဲမှာအကြနာထားကြတယ်အကြနာသိကြတယ်အကြနာကျွေးကြတယ်ဘလို့ပဲကျွေးကျွေးဘလို့ပဲစောင်းကြောက်စောင်းကြောက်ဘုရားလောင်းရှင်မင်းတော်ထဲမှာကြံရတဲ့မိခင်အိုကြီးကိုတန်းတာပြီးတော့မစားမတော့မအိမ်မပြူပဲနဲ့ညစ်ရည်တွေ့စီးပြီးတော့နေ့စဉ်ငိုကြွေးနေတယ်ရှင်နေကြီးဘာမှမလုပ်တတ်တော့ရှင်ဘုရင်သွားလျှောက်တဲ့အခါကျတော့ရှင်ဘုရင်ကယမရာမင်းကြီးဘုရားလောင်းတန်းရောက်လာပြီးတော့အဲ့ဒီမှာဘုရားလောင်းရှင်မင်းကိုမေးတယ်သူကိုယ်တိုင်ကြွေးတယ်ကနာဟိနာဂကပလမနာဂတိတသောဘဝဘဟုနိရာဇာကိစ္ဆာနိတာနိနာဂကရိတတိအမောင်စင်မင်းနဲ့ဟောဒီမှာသာတော့ဝေယတွေကိုဝမ်းမြေအောင်စားပါဒါတွေကိုစားသုံးပြီးလို့ရှိရင်သင်ဟာဒီနံကိစ္စနန်းတော်ကိစ္စဆောင်ရွက်ရလိမ့်မယ်တဲ့ဘယ်လိုစိတ်သောကတွေရောက်နေလို့ငိုကြွေးနေရတာတော့ဘယ်လိုစိတ်သောကတွေရောက်နေလို့မစားနိုင်မတော့နိုင်ဖြစ်နေရတာတော့လို့မေးတဲ့အခါကျတော့ဘုရားလောင်းရှင်မင်းကမာတာမိတာမဟာရာဇအန္ဓာအပရိနာယိကံခန္ဓုမာရိနာကတေတိပိရိသံတော်ရဏံပတိအရှင်မင်းကြီးတဲ့ကျွန်ုပ်မှာမျက်မမြင်မိခင်အိုရှိပါတယ်အဲ့ဒီမျက်မမြင်မိခင်အိုကြီးကိုကျွန်ုပ်ကိုယ်တိုင်ကြာကြာနာနာနေ့စဉ်အစာရည်သာကျွေးမွေးပြီးတော့စောင့်ရှောက်နေရပါတယ်တဲ့အခုမျက်မမြင်မိခင်အိုကြီးတော်ထဲမှာတကောင်လေးပြန်ရပါပြီတဲ့အစာရည်သာငတ်ပြတ်လို့ပဲသိနေမလားအချိန်တန်လို့မှပြန်မရောက်လာတဲ့သားပြောက်ကိုရှားရင်းနဲ့သံတော်ရကတောင်ကြီးတဲ့သံတော်ရကတော်ထဲမှာသွားရင်းလာရင်းနဲ့ခလုတ်တိုက်ပြီးတော့ပဲလဲနေမလားခြိုင်နဲ့ကြပြီးတော့သိနေမလားလို့ဆိုတာမပြောတတ်ပါဘူးတဲ့တော်ထဲမှာအာကိုရာမဲ့ပြီးတော့ကြံရစ်တဲ့မျက်မမြင်မိခင်ရဲ့အကြောင်းကိုတွေးလိုက်တိုင်းနှလုံးထဲမှာနာလွန်းတော့ဒီအခါတော့ဒီဘယ်လိုပဲကြည့်ကြည့်မစားနိုင်ပါဘူးတဲ့ဘယ်လိုပဲထားတာမပြောပါဘူးအမေနဲ့ခွဲခွာပြီးတော့နေရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်အမေကိုပြုစုလုံကျွေးပင်မရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်တဲ့ဦးဇင်းတို့ဘုရားလောင်းဟာတိရစ္ဆာန်ပဲနော်ဒါပေမဲ့လို့မိဘကုံကျေးဇူးမကြည့်ဘူးလားဒီခေတ်သားသမီးတွေကြတော့အမေမိဘနဲ့ဝေးလေကောင်းလေတချို့များဆိုလို့ရှိရင်ကိုတတ်နိုင်တဲ့လောက်ပြေးလိုက်မယ်အတူမနေနိုင်ကြဘူးဒီအမေရဲ့ဘေဝကြီးကိုကိုပြီးရင်ပြီးပြုစုခြင်းတဲ့သားသမီးကရှားတယ်တဲ့အဲ့လိုသားသမီးမျိုးကမရှားဘူးလားအခုဘုရားလောင်းဆင်မြင်ပြောလိုက်တဲ့စကားအမေကိုလည်းခွဲခွာပြီးတော့နေရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်အမေကိုပြုစုပင်မရတဲ့ဘဝသေရတာကမှကောင်းပါသေးတယ်တဲ့အမေမရှိလင်းလာရွှေအတိစင်စေဥတော်အမြင်သာအတွင်ဆန်းပေလိမ့်နန်းတော်ကြီးအယုတ်အေအရှင်မင်းကြီးတဲ့အမေမရှိတဲ့ဘဝဟောဒီဒီနန်းဆောင်ထဲမှာအကြနာနေရပေမဲ့လို့အကြနာစားရပေမဲ့လို့ကျွန်ုပ်မပြောနိုင်ပါဘူးအမေမရှိလင်အမေရှိလျင်လားရွှေအတိစင်စေဥတော်အမေမရှိလင်လားရွှေအတိစင်စေဥတော်အမြင်သာအတွင်ဆန်းပေလိမ့်နန်းတော်ကြီးအယုတ်အေအမေရှိလင်လားရွှေမရှိခြင်းနေပါစေတော့
အစင်းမလာမွဲလို့ပြီးတော့လေတဲကုတ်ကလေးအေးအေးငြိမ်အရှင်မင်းကြီးတဲ့အမေမိဘရှိနေမယ်ဆိုလို့ရှိရင်ဒီအမေမိဘကိုလှုပ်ကြည့်ခွင့်ရနိုင်မယ်ဆိုလို့ရှိရင်တော်တဲ့တောင်ထဲမှာဘာအဆောင်ရောင်ဘာအခမ်းအနားဘာရွှေငွေမှမရှိရင်နေပါစေတဲ့အမေနဲ့နေရတဲ့ဘဝပျော်ပိုက်ပါတယ်အမေအရေးခိုရတာအေးမြပါတယ်အဲ့ဒီလိုပြောဆိုတော့ယမရမင်းကြီးလည်းတနာသွားတယ်ဩတိလိစ္ဆာန်ပေမဲ့လို့မိဘကျေစုသိတတ်လိုက်တာလောကမှာလူသားတွေတောင်မှဒီလောက်မိဘရဲ့ကျေစုကိုနားမလည်ကြဘူးသိပြီးတော့တော်ပါပြီလေလိမ္မာပြီလေလိမ္မာပါပြီလေလို့ဆိုပြီးတော့ဘုရားလောင်းစင်မင်းကိုအဲ့ဒီမှာပြန်လွတ်ပေးလိုက်တယ်တဲ့အဲ့ဒီမှာသားမိနှစ်ယောက်ပြန်တွေ့ကြသားမိနှစ်ယောက်ပြန်တွေ့ဆုံကြတဲ့အခါကျတော့ယမရမင်းကြီးကလည်းဘုရားလောင်းစင်မင်းကိုကြီးညိုတဲ့အတွက်ကြောင့်အန္တရာယ်ကင်းကင်းနေနိုင်အောင်လို့ဆိုပြီးတော့စံတော်ရဏတောင်ခြေနှမ်းမှာရွာကြီးတရွာတီးပြီးတော့အဲ့ဒီသင်သားမိအန္တရာယ်ကင်းအောင်အဆောက်အအုံပေးတယ်ဘုရားလောင်းစင်မင်းလည်းရာတပံမိခင်အိုကြီးကိုပြုစုလုပ်ကျွေးလို့ထိုမိခင်အိုကြီးကိုပြုစုလုပ်ကျွေးတဲ့ကုသိုလ်နဲ့ပဲနတ်ပြည်ကိုရောက်ပါတယ်တိလိစ္ဆာန်ဘဝကနေဘယ်ဘဝရောက်သွားလဲမိဘကျေးဇူးဆက်ရတဲ့ကျေးဇူးတဲ့အဲ့ဒီမှာဗြဟ္မဏမင်းကလည်းကြီးညိုလို့ဘုရားလောင်းဆင်မင်းပြီးသွားတဲ့အခါကျတော့ဗာရဏသီမြို့လည်းမှာဆင်ရုပ်တူကြီးထုထားတယ်ရုပ်တူမျိုးသားတွေဆင်ရုပ်တူကြီးမြင်လာတဲ့အခါကျတော့မိဘကျေးဇူးနားလေပြီးတော့ကျေးဇူးဆက်နိုင်ကြပါစေလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီဆင်ရုပ်တူကြီးပြုလုပ်တာအဲ့ဒီတော့ဘုရားရှင်ကိုရောမြတ်ကြီးကဇံပေါင်းလို့အဲ့ဒီတော့ကဆင်ပြူတော့ဟာတခြားမဟုတ်ဘူးငါဘုရားပဲလို့ဇံပေါင်းလိုက်တဲ့အခါကျတော့အဲ့ဒီမှာပုံနာကြီးနဲ့တကွာသား၄ယောက်ချွေးမ၄ယောက်သောတာပန်တည်တယ်မိသားစုတွေပါဖြစ်သွားကြတယ်မာတုဘောဓကဇတ်ကိုနာရတဲ့အတွက်ကြောင့်သောတာပန်တည်ကြတယ်တဲ့ဒါကြောင့်ဥစ္စလို့တရားနာပိဋကပေါင်းသူတော်ကောင်းတို့တွေလည်းအမေမိဘရဲ့ကျေးဇူးကိုနားလည်ပြီးတော့ကျေးဇူးဆက်ကြပါယောမာတရံပိတရံဝါမေဇောဓမ္မေနဘောတေတိဣဒေဝနံပတံတန္တိသစ္စာတေကေပမောတတိယောမေဇောအကျဉ်သားလိမ္မာသမီးလိမ္မာတိမာတရံဝါမိခင်အိုကိုသော၎င်းပိတရံဝါဖခင်အိုကိုသော၎င်းဓမ္မေနတရားသဖြင့်ဘောတေတိပြုစုလုပ်ကြပါ၏နန္ထိုမိဘကိုပြုစုလုပ်ကြပြီးတော့နေတဲ့သားလိမ္မာသမီးလိမ္မာကိုသားလိမ္မာသမီးလိမ္မာကိုဣဒဟောဒီမျက်မှောက်လောက၌ဒေဝမနုဿာနတ်လူတို့သည်ပတန်တန်တိစီမွန်ပြောဆိုကြလေကုန်၏မိဘကျေးဇူးကိုပြီးတော့မိဘကျေးဇူးဆက်တဲ့သားလိမ္မာသမီးလိမ္မာတွေကိုပတ်ဝန်းကျင်ကလူတွေရောနတ်တွေရောချစ်ကြတယ်တဲ့ချစ်လဲချစ်ကြတယ်ကူလဲကူညီကြတယ်စောင်းလဲစောင်းလျှောက်ကြတယ်ဒါကြောင့်မိမိတို့တွေနတ်တွေကကူညီခြင်းနဲ့ချစ်ခင်ခြင်းနဲ့လို့ဆိုလို့ရှိရင်နတ်တွေရဲ့အဆောင်လျှောက်ခံယူခြင်းနဲ့ဆိုလို့ရှိရင်မိဘကိုလှုပ်ကြွေးပါဘာကိုလှုပ်ကြွေးရမှာလဲဘုရားတော်ဟိုတာဝရိန္ဒနတ်ပြည်ကနတ်တို့တနည်းတရားမင်းကြီးဟာမိဘလောဟောဒီလူဘုံကိုလှမ်းကြည့်ပြီးတော့မိဘပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာတွေကိုကြာကြာနာနာပင်စပဋိဋ္ဌိတလို့ခေါ်တဲ့ပြည်ချင်းကြီး၅မျိုးနဲ့တနေ့တနေ့၃ကြိမ်ရှိခိုးတယ်ဘယ်နှကြိမ်ရှိခိုးပါလဲအဲ့တော့တရားမင်းကြီးကတောင်းမှမိဘလှုပ်ကြွေးတဲ့သားသမီးကိုကူညီတယ်စောင့်ရှောက်တယ်ကြီးညိုတယ်ရှိခိုးတယ်ဆိုလို့ရှိရင်ကျန်တဲ့နတ်တွေပြောကြရလို့သေးလားဒါကြောင့်နန္ထိုမိဘကိုပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာကိုဣဒဟောဒီမျက်မှောက်ဘဝ၌ဒေဝမနုဿာနတ်လူတို့သည်ပတန်တန်ကြီးကြီးမွန်ပြောဆိုကြလေကုန်၏သောသူမိဘကိုပြုစုလှုပ်ကြွေးနေတဲ့သားလိမ္မာသမီးလိမ္မာသည်သစ္စာနောင်တမလွန်ဘဝ၌သက္ကေနတ်ပြည်၌နိဗ္ဗာန်တဝါဖြစ်ရ၍ပမောတတိလွန်စွာအထူးကြည်နူးရှင်ပြဝမ်းမြောက်ရပါပေတော့တည်း